Hello အားလုံးပဲမင်္ဂလာပါရွေး YouTube channel လေးကို2လရှိပြီပေါ့နော်ရွေးဘာမှမတင်ပြဘူးအဲ့ဒါနဲ့ပဲရွေးကိုအားလုံးကပျောက်နေကြတယ်လို့ပြောတဲ့အတွက်ရွေးဒီ vlog လေးကိုတင်ပြလိုက်အချင်းဖြစ်ပါတယ်ဆိုတော့ဒါကတော့ရွေး interview တစ်ခုကိုသွားဖို့ပေါ့နော်စပင်အရင်ဆုံးသွားလို့ဖြစ်ပါတယ်စပင်ကရွေးကပထမကရွှေအောင်ဆိုလာတာပေါ့နော်ဒါပေမဲ့အနီအောင်ပြောင်းချင်တာနဲ့လုံနေကြအမစီမှာပဲလုပ်ဖြစ်ခဲ့ပါတယ်အမအရန်လေးစိတ်ရှိတယ်ပညာလည်းအရန်တော်ပါတယ်ပြီးတော့အမနဲ့ chemistry လည်းတော်တော်မိရပေါ့နော်ဆိုတော့မလုပ်ခင်မှာအရင်ဦးဆုံးဘိုက်ဖြေပါတယ်ဘိုက်ဖြေပါတယ်စားတယ်နောက်ပြီးတော့အမနဲ့စမီဆရာလေးပြောဖြစ်တယ်ပေါ့နော်အမကိုချီကြနေတာပါများနေခဲ့ဘူးလားပြီးတော့ကိုလိုချင်တဲ့အရာကိုပြောပြပြီးတော့စုပစ်ခဲ့ပါတယ်မရရအောင်စုခိုင်းတာပါပြစပင်းလေးပေါင်းတင်နေဒါတော့ပြီးသွားပြီပေါ့နော်ဆိုတော့အချင်းကလည်းနည်းနည်းလေး a little လေးနောက်ကျနေပြီဖြစ်တယ်အားနဲ့မြန်ပေးရိုက်ပြီးသွားတော့ရွာတို့ Google Map ကနေပြီးတော့ထောက်ပြောပေါ့နော်အမြန်ဆုံးသွားနေပါတယ်မေလိုက်ပို့ပါတယ်ဆိုင်ဝင်ရောက်တဲ့နဲ့မြန်ရိုက်ပြနေသွားတယ်အမှဆိုင်ဝင်မှာကြောင်ကလေးချစ်စရာလေးအဲ့ဒါပြီးတော့ရွာသွားနေပါတယ်နောက်ကျနေပြီးပြောအမ office check လုပ်ပါတယ်အဲ့မှာပြီးသွားတော့ရွာရဲ့အတော်ပေါ့နော်ဒီပါနဲ့ office check တစ်ချက်လုပ်တယ်ဘာညာပေါ့အပေါ်မတက်ခင်မှာပြီးတော့အပေါ်တော်ဦးစုကအရင်ဦးဆုံးရောက်နေပဲဖြစ်ပါတယ်အဲ့တော့ဦးစုနှုတ်ဆက်ပြီးတော့အလေးတက်လေးအောင်ပြလိုက်ပါတယ်ဘာညာပေါ့နော်ကိုအဖေဆိုလဲဟုတ်တယ်ဦးလေးဆိုလဲဟုတ်တယ်ဘာညာအောင်ပြရနဲ့အမဦးစိုးအရင်ဆုံး interview နေတဲ့အချိန်မှာရွာလဲဘေးနာနေထက်အောင်ပါတယ်။အောင်ပြီးတော့နည်းနည်းဘာညာပေါ့ office check လေးတစ်ချက်လုပ်ပြီးတော့အမ interview စပါပြီ။ထွက်တော့အဲ့လိုမပေါ့နော်။တဖြည်းဖြည်းနဲ့မှအခုမှပေါ့လာတော့နော်။ကိုသူ့တချင်းလေးဆိုလဲဒီလိုပဲပေါ့။ဟိုထွက်တော့တိုင်းတာတစ်ခုကြည့်တော့ပဲဖြစ်ခဲ့တယ်ပေါ့နော်။အခုကျတော့ဒီနေ့16နှစ်ကြာမှဒီဟာလေးကပို့ပြီးတော့ပေါ့တယ်ပေါ့နော်။အဲ့တုန်းကရောဒီကလေးတုန်းကကြာတော့လေရုပ်တရက်ကြည့်လိုက်ကိုကျော်စီကသမီးတချင်းစုံမလို့ဘူးမမထင်ထားဘူးနော်စင်မမှာတက်လာပြီးကလေးတွေနဲ့ကြာမှာဟောဒါကိုကျော်စီကသမီးလုံးအောင်အဲ့ထွက်တဲ့နှစ်ကဘူးမအောင်မသိလိုက်ပဲနဲ့နော်တန်စင်လေးခုနကပြောကိုစိုးလင်းသမီးပေါ်လေနော်တန်စင်လေးအနေနဲ့ပဲသိတာဆိုတချင်းစုံကဘယ်ကိုပူစားခဲ့တာလားအဲ့တုန်းကအဲ့တော့မရှိဘူးဘာလို့ဆိုတော့ရွာကဦးစိုးနဲ့ကအရင်ကကြောင်ညာတစ်ချင်းနေเนาะကြောင်ညာတစ်ချင်းနေဟုတ်ဦးစိုးဦးတယ်ဦးစိုးကပဲအမြဲပေးဆိုတယ်နောက်ဟိုကလေးတစ်ချင်းနေတော်တော်များလဲဆိုဘူးလေဒီကတော့ကိုကတော့ပါနေပြီလားအဲ့မှာရုပ်ရှင်တစ်ချင်းနေပါမှာဒီကလေးဘွားတော့အဲ့လိုကလေးတန်ပါညာလို့ဆိုဘူးလေဆိုဘူးလေအဲ့ဒါကြောင့်သားဖတ်လို့ထင်တာပေါ့နော်ညာရဲဆိုဘူးလေအဲ့မှာမှဦးစိုးကဆိုမလားတဲ့ပါလဲဆိုချင်လားဆိုတော့ဆိုချင်တယ်ဆိုပြီးတော့မှအဲ့လိုပါဝင်ဖြစ်သွားရရှင်နော်အဲ့တုန်းကလည်းလေအဲ့လိုတချင်းလေးဆိုရတဲ့အချိန်မှာရောဒီဦးစိုးလင်းတချင်းတွေတော့စုံနေကြမယ်တမီးပြောနေတယ်ဒါပေမဲ့လို့တချင်းတွေနဲ့ဆိုရပထမဆုံးလားအဲ့ပထမဆုံးပဲနော်ဆိုတော့ပထမဆုံးပဲဟုတ်အဲ့ဟာပြီးမှ2010ပြီးမှ2010ပြမှာဒီပဲတရီကိုပေါ့ဆက်ပါခဲ့တာပေါ့နော်အဲ့တော့ကိုနိုင်ကောဒီဟိုပါတော့လူငယ်ဆိုမှ12နှစ်13နှစ်ဆိုတာဒါတကြံဆိုတဲ့မှုကိုသိနေပြီဟိုဆိုတဲ့အချိန်မှာလေဒီတေးဆိုလင်းအဲ့ချိန်မှာမိုးဆိုလင်းကလုံးဝနာမည်တန်းရှိနေပြီเนาะတေးဆိုလင်းဆိုတာသူတချင်းကိုဆိုရတဲ့ feeling အောင်အဲ့ကလေးဘွားတွေကဘယ်လိုလေးရှိခဲ့လဲအမှန်တမ်းပြောလို့ရှိရင်တော့ဦးစိုးကြီးနဲ့အရှိမကလေးကဒီကြောင်ညာတချင်းတွေနဲ့အများကြီးဆိုခဲ့မှုတယ်အများကြီးပဲအလုပ်ရှုပ်လုပ်ပြီးတော့ဘာပဲပြောဝမ်းသာတာပေါ့ပြီးတော့နောက်တစ်ခုကဦးစိုးကြီးနဲ့တားဖားလိုလည်းဖြစ်နေတော့လေချုပ်တာနဲ့တချင်းတွေအကုန်ပေးခိုင်းနေပြီတားဖားလိုလည်းဖြစ်နေတော့ဦးစိုးကြီးနဲ့အလုပ်တွဲလုပ်ရတဲ့ဟာကအဲ့လိုဘာ pressure မှမရှိဘူးအေးစစ်စစ်ပဲဆိုတော့ဟိုကိုဦးလေးလိုလည်းဖြစ်နေတော့လေအားကြောင့်လို့စူပြစ်သွားတယ်ပါရရှင်စားတော့ကောင်းလား။မလေးရဲ့နေရာဒီအဲ့ဒီလေးနဲ့စောလိုက်ပြီးပြန်တယ်။ဖေနေနေဝါအဲ့ပြီးတော့ရွာတို့အဲ့ဒီမှာစားကြရဲပေါ့နော်။အမရွာရဲ့မေရဲ့ပြပါလို့ရှင်ဒီပါရဲ့ဦးစိုးရဲ့ပေါ့နော်ရွာရဲ့လေးယောက်အဲ့ဒီမှာဝါရီဆွဲတယ်စကားကြီးပြောတယ်စကားကြီးပြောလိုက်စားလိုက်နေပဲပေါ့နော်။အ
အဲ့ဒါပြီးတော့ရွာတို့တိုင်မင်ဆရာရှာရေးတိုင်မင်ပြီးတော့ဒီ floor လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဆိုတော့ရွာတချင်းတစ်တွေလည်းအများကြီးထပ်ထွက်ဖို့ရှိပါတယ် vlog တွေလည်းအများကြီးထည့်ဖို့ရှိပါတယ်အဲ့တော့ရွာကိုအားပေးကြပါအောင်ရှင်လုံးဝတတာ